ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်း၄ကြောင်းကိုအရင်မှတ်ရနော်ဣမတမိန်တတိဣရံဟောတိတဲ့နံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိအခုကြည့်လျှက်စစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိလျှက်စစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိတယ်ချမ်းရှိဘူးဆိုရင်ကောင်းကင်မြေမှာထိုင်းနေလို့မှမရဘူးလေအဲ့တော့ဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတူတူပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိနေဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတ္တမိန်အတတိဣဒံတာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနိရောဓဣဒံနိရောဓစတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှာပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြတယ်ပရိစ္ဆေသမုပ္ပါဒ်ဆိုတာအချင်းချင်းအဖြစ်ဒါပဲဒီအကြောင်း၄ခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆေသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရချုပ်ငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာ